ခရီးရှည်ကြီးတွေပြင်ဆင်ပြီးကြပြီလားမြတ်စွာဘုရားရှင်လက်ထက်တော်တုန်းကအထည်တွေရောင်းတဲ့ကုန်သည်ကြီးတယောက်ဟာဘာယန္တတိပြည်ကနေတာဝိတိပြည်ကိုဈေးသွားဝယ်ပါတယ်ဟိုရောက်တော့သူကစဉ်းစားပါတယ်ဒီကအထည်တွေကိုဟိုမှာသွားပြန်ရောက်မယ်အမျက်တွေဘလောက်ရမယ်ပတ်စံတွေများများရရင်တော့ကုန်တွေများများထပ်ဝယ်တင်မယ်စသဖြင့်စဉ်းစားတွေးတောနေပါတယ်ဒါကိုဘုရားရှင်ကသိတော့ချစ်သားအာနန္ဒာအဲ့ဒီတကာကြီးကနောက်9ရက်ကြာရင်သေရတော့မှာလို့ပြောလိုက်ပါတယ်အာနန္ဒာမထေမြတ်ကလည်းဒီအကြောင်းကိုတပည့်တော်သွားပြောလိုက်မယ်ဖရားလို့ခွင်တောင်းပြည့်နောက်မှာတော့ပြောပြလိုက်ပါတယ်ကုန်တယ်တကာကြီးကကြားသိရတော့ကြောက်သွားတာပေါ့နေဖို့ပဲတွေးနေပြီးသေဖို့တခါမှကြုံမတွေးထားမိတော့ပါဒီနေရာမှာသူကဆက်ပြီးတော့မှစဉ်းစားပါတယ်လူတွေဟာငါအသက်ဘယ်လောက်မှသေမလဲငါဘာယောဂနဲ့သေမလဲငါဘယ်အချင်းသေမလဲငါဘယ်တင်းချိုင်းမှသေမလဲငါသေပြီးဘယ်ဘဝကိုရောက်မလဲဆိုတာတွေကိုကြိုတင်ပြီးတော့မှမသိနိုင်ကြပါဘူးတဲ့အကယ်၍များယုံကြည်နိုင်ဝယ်ရှိသူတယောက်ကတင့်ကိုနောက်9ရက်ကြာရင်မလဲမတည်သေးရလိမ့်မယ်လို့အတိအကျပြောပြလာခဲ့မယ်ဆိုရင်ကိုဘဝအတွက်လိုအပ်တာတွေကိုကြိုတင်ပြင်ဆင်ရတာမှာပါကိုရှာထားတဲ့ပတ်စံတွေကလည်းကို့နာမပါကိုချစ်တဲ့သားသမီးဇနီးခင်ပွန်းတွေကလည်းမကယ်နိုင်အော်ဘဝဆိုတာတကယ်တော့တယောက်တည်းဘယ်ကနေလာမှန်းမသိရဘဲနဲ့ရောက်လာရပြီးတယောက်တည်းဘယ်ရောက်မှန်းမသိရဘဲနဲ့ပြန်သွားရမယ့်သူတွေကြီးပါပဲအဲ့လိုသွားရတဲ့အခါတွေမှာကိုကချစ်ရတဲ့သူတွေနဲ့ကို့ကိုချစ်တော်သူတွေတူတယောက်မှအဖော်ဖြစ်နဲ့လိုက်ပါမပေးနိုင်တဲ့တော့ကိုကမချစ်မနစ်သက်တော်သူတွေနဲ့ကို့မချစ်မနစ်သက်တော်သူတွေကလည်းမလိုက်ပါပေးနိုင်ပါဘူးဒါကြောင့်တင်တယောက်တည်းအဖော်မပါဆက်ပြီးသွားရမယ်ဘယ်ကိုသွားရလို့ဘယ်ကိုခီးရောက်မယ်မှမသိရတဲ့တန်ရာခီးရှိကြီးတွေဘာတွေကြိုတင်ပြင်ဆင်ထားပြီးပြီလဲတင်ဟာတန်ရာခီးသွားတယောက်သာဖြစ်တယ်ဆိုတာကိုမိနေမှာဆိုလိုပါ